စာတင်ခြင်းနဲ့ကျောင်းသားတယောက်ကြောင့်လူမိုက်ကျောင်းတစ်ကျောင်းလုံးပြောင်းလဲသွားခဲ့တယ်။စာလုပ်ချင်ရုံတက်နဲ့စူမိခဲ့တဲ့ဒီ Study Group လေးဟာနောက်ဆုံးမှာတော့ကျောင်းရဲ့အမှောင်ထုတွေကိုဖြိုခွင်းမဲ့အလင်းရောင်လေးဖြစ်လာခဲ့ပါတယ်။ဆီယာမလီဟန်ကြောင်ရဲ့ယုံကြည်မှုနဲ့ကာမင်းတို့အဖွဲ့ရဲ့မစုံမနစ်စူးစမ်းမှုတွေကယူဆောင်ထက်တန်းကျောင်းကိုဘယ်လိုမျိုးပြောင်းလဲပြစ်မလဲဆိုတာကတော့အားလုံးပဲရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ကြရအောင်။လူမိုက်တွေရဲ့နေတဲ့ကျောင်းလို့နာမည်ကြီးတဲ့ယူဆောင်အထက်တန်းကျောင်းမှာစပဲအသေးလဲလှုပ်ချင်တဲ့ကောင်လေးတယောက်ရှိပါတယ်။သူ့နာမည်ကယုံကာမင်းဖြစ်ပါတယ်။အပြင်ပန်းကြည့်ရင်တော့မျက်မှန်လေးနဲ့အေးဆေးပုံရပေမဲ့သူဟာတကယ်တော့နာမည်ကျော် Bruce Lee ရဲ့တိုက်ခိုက်ရေးပညာတွေကိုတေချာလေ့ကျင့်ထားတဲ့သူပါ။ကာမင်းကစာရမ်းလုပ်ပေးမဲ့ဘလို့ပဲစူးစမ်းကျောင်းရဲ့ထိပ်တန်းအဆင့်ကိုမရောက်လာပါဘူး။အထက်တန်းရောက်လာတဲ့အခါသူထင်သွားတာကသူနေတဲ့ကျောင်းမှာစာရတဲ့သူတွေများနေတာကြောင့်အဆင့်ကမတက်လာဘူးလို့ထင်ပြီးနာမည်ကြီးလူမိုက်တွေနေတဲ့ယူဆောင်နည်းပညာအထက်တန်းကျောင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ဘာလို့ဆိုတော့အဲ့ဒီကျောင်းမှာသူနည်းနည်းလေးစူးစမ်းလိုက်ရုံနဲ့ထိပ်တန်းအဆင့်ရမယ်ထင်ခဲ့လို့ပါ။ဒါပေမဲ့လက်တွေ့မှာတော့သူထင်ခဲ့တယ်လို့မဟုတ်ပါဘူး။ကျောင်းရောက်တာနဲ့ဆရာတွေကစာမတင်တော့တယ်လို့ကျောင်းသားတွေကလည်းအဖွဲနဲ့အချင်းချင်းလှောင်ပြောင်နေကြတာပါ။လူမိုက်တွေကြီးဆိုးတဲ့ကျောင်းမှာစာအုပ်ကင်တဲ့သူဟာအနိုင်ကျင့်ခံရဖို့ပြစ်မှတ်ဖြစ်လာပါတယ်။ကာမင်းကစာတင်ဝိုင်းတစ်ခုဖွဲ့ဖို့ကြိုးစားပေမဲ့ကျောင်းသားတိုင်းကသူ့ကိုလှောင်ပြောင်ကြပြီးသူ့ရဲ့စာအုပ်တွေကိုနင်းချခဲ့ကြပါတယ်။လူမိုက်တွေမသိထားတာတစ်ခုကကာမင်းဟာငငယ်လေးကတည်းကချစ်ကွန်လိုဟာကိုအသေးလဲလေ့ကျင့်ထားတဲ့အရှင်မွန်စတာတယောက်ဖြစ်နေတာပါ။ကာမင်းရဲ့စူးစမ်းမှုကြောင့်ကျောင်းမှာအပယ်ခံထားရတဲ့ကျောင်းသားတချို့စာလုပ်ချင်စိတ်ရှိတဲ့ကျောင်းသားတွေတယောက်ပြီးတယောက်စုမိလာပါတယ်။ကာမင်းရဲ့စာတင်ဝိုင်းအဖွဲ့ဟာနောက်ဆုံးမှာသူ့အပါဝင်စုစုပေါင်း9ယောက်ဖြစ်သွားပါတယ်။သူတို့တယောက်ချင်းစီကမတူညီတဲ့အရေးချင်းတွေရှိကြပါတယ်။ကာမင်းရဲ့အဖွဲ့ဝင်တွေအကြောင်းပြောပြပါမယ်။ပထမဆုံးလီဂျီဦးသူမဟာအပြင်ပန်းကြည့်ရင်အေးဆေးပုံရပေမဲ့တကယ်တော့တိုက်ခိုက်ရေးပညာတစ်ခုခုကိုကျွမ်းကျင်ထားသူဖြစ်ပါတယ်။အဖွဲ့ထဲမှာကာမင်းပြီးရင်ရှေ့တန်းကနေရန်သူတွေကိုအပြတ်သက်ပြန်ချနိုင်တဲ့တူးလေးသောအမျိုးသမီးအဖွဲ့ဝင်လည်းဖြစ်ပါတယ်။ကာမင်းကသူမကိုလူမိုက်တွေလက်ကကဲတင်ပေးခဲ့ရာကနေစပြီးခင်မင်ခဲ့ကြတာပါ။နောက်ပိုင်းမှာတော့ကာမင်းရဲ့စိတ်ဓာတ်ကိုလေးစားပြီးသူမကိုယ်တိုင်လည်းတိုက်ခိုက်ရေးမှာကူညီပေးရင်းစာတင်ဝိုင်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တာပါ။ဒီအဖွဲ့ထဲမှာမင်းကလေးဆိုပြီးတွားမလျှော့တွက်လိုက်တဲ့အုံတော်လီဂျီဦးကစာလဲတော်တယ်လို့သူမရဲ့ခြေထောက်တွေကလည်းတော်တော်လေးအလုပ်လုပ်တယ်ကာမင်းတယောက်တည်းတိုက်ခိုက်နေရချိန်မှာလီဂျီဦးကဘေးကနေကြောချင်းကပ်ပြီးရန်သူတွေကိုရှင်းပေးပုံကတော့တကယ်ကိုအမိုက်စားပါပဲကင်ဆယ်ဟွန်းသူကတော့ကျောင်းမှာအေးအေးဆေးဆေးနေတတ်တဲ့ကျောင်းသားတဦးဖြစ်ပြီးကာမင်းရဲ့လူမိုက်ကျောင်းမှာစာလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကိုလက်ခံပေးခဲ့တဲ့အဓိကအဖွဲ့ဝင်တဦးပါသူကအဖွဲ့ထဲမှာအေးဆေးတည်ငြိမ်ပြီးအုံနောက်သုံးသူဖြစ်ပါတယ်ပြဿနာတွေဖြစ်လာတဲ့အခါဂါမင်းကလက်သီးနဲ့ရှင်းပေမဲ့ကင်ဆယ်ဟွန်းကတော့အခြေအနေကိုတုံးတက်ပြီးအဖွဲ့အတွက်အားကိုးရတဲ့အကြံပေးတစ်ယောက်လိုနေထိုင်သူပါချွဲဟီဝမ်သူမကတော့ဂါမင်းရဲ့စာတင်ဝိုင်းထဲကိုနောက်ပိုင်းမှာပါဝင်လာသူဖြစ်ပြီးအဖွဲ့ထဲမှာတက်ကြွတဲ့အမျိုးသမီးအဖွဲ့ဝင်တဦးပါသူမကစိတ်သက်ခိုင်မာသူတစ်ယောက်ပါကျောင်းကလူမိုက်တွေရဲ့ချင်းချောက်မှုကိုကြောက်မနေပဲဂါမင်းတို့နဲ့အတူစာလုပ်ဖို့ရောကျောင်းရဲ့စနစ်ဆိုးကိုပြောင်းဖို့ကိုပါကူညီပေးတဲ့သူဖြစ်ပါတယ်။လီဂျွန်သူကတော့ဂါမင်းရဲ့ Study Group ထဲမှာပါဝင်လာတဲ့နောက်ထပ်အရေးပါတဲ့ကျောင်းသားတစ်ယောက်ပါသူကအဖွဲ့ထဲမှာနည်းပညာနဲ့အချက်လက်ပိုင်းမှာအကူရသူဖြစ်နိုင်ပါတယ်။ကျောင်းကလူမိုက်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်တာဒါမှမဟုတ်အဖွဲ့အတွက်လိုအပ်တဲ့အချက်လက်တွေကိုကူညီပေးတဲ့သူပါ။အဲ့ဒီချိန်မှာပဲဂါမင်းကိုငငယ်ကစာတင်ပေးခဲ့ဘူးတဲ့ဆရာမလေးလီဟန်ကယောကအဲ့ဒီကျောင်းကိုရောက်လာပါတယ်သူမကဂါမင်းရဲ့ရည်ရွယ်ချက်ကိုနားလည်ပြီးဒီစာတင်ဝိုင်းလေးတကယ်အောင်မြင်အောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကျောင်းကလူမိုက်တွေနဲ့တခြားဆရာတွေကဂါမင်းတို့ရဲ့စာတင်ဝိုင်းကိုအတိမတ်မပြုဘဲဖျက်ဆီးဖို့ကြိုးစားချိန်မှာဆရာမလီဟန်ကယောကပဲရှေ့ကနေရက်တီကာကွယ်ပေးခဲ့တာပါသူမဟာလှပပြီးနူးညံ့တဲ့ပုံစံရှိပေမဲ့ကျောင်းကမတရားမှုတွေကိုမြင်ရင်မကြောက်မရွံ့တုံ့ပြန်တတ်တဲ့တတိရှိတဲ့ဆရာမတစ်ယောက်ဖြစ်ပါတယ်။ဂါမင်းနဲ့အဖွဲ့ဝင်တွေဟာဆရာမရဲ့လမ်းညွှန်မှုနဲ့အတူကျောင်းစာတွေကိုစူးစမ်းကြပါတယ်။အစပိုင်းမှာလူမိုက်တွေကမင်းတို့လူကောင်းတွေစာလုပ်လို့ရမလားဆိုပြီးလှောင်ပြောင်ခဲ့ကြပေမဲ့ဂါမင်းတို့ကတော့စာမွေးပွဲမှာအမတ်တွေတကယ်တက်လာအောင်ပြသနိုင်ခဲ့ပါတယ်။ဒါဟာယူဆောင်ထက်တန်းကျောင်းတမိုင်းမှာမရှိခဲ့ဘူးတဲ့ပြောင်းလဲမှုတစ်ခုပါပဲ။ဒါပေမဲ့ကျောင်းနောက်ွယ်ကလူဆိုးကောင်းဆောင်ရဲ့သားနဲ့လက်အောက်ငယ်သားတွေကဒီ Study Group ကိုဖျက်ဆီးဖို့ကြံစီလာပါတော့တယ် Study Group ကကျောင်းသားတွေစာလုပ်လာတာကိုကျောင်းထဲကလူမိုက်ကိုင်းတွေကမလို့ချင်ပါဘူးသူတို့ကဂါမင်းတို့စာမလုပ်နိုင်အောင်မျိုးစုံနဲ့နှောက်ယှက်လာပါတယ်ဒီနေရာမှာပြီးဟန်ဦးတို့လိုလူမိုက်ကောင်းဆောင်တွေနဲ့ဂါမင်းတို့အဖွဲ့ဟာအကြီးအကျယ်ထိပ်တိုက်တွေ့ကြရပါတော့တယ်လူမိုက်တွေဟာဂါမင်းရဲ့အဖွဲ့ကိုတိုက်ရိုက်ရှင်လို့မရတဲ့အခါသူတို့ရဲ့စာတင်ဝိုင်းကိုနောက်ွယ်ကကူညီပေးနေတဲ့ဆရာမလီဟန်ကယောင်ကိုပြစ်မှတ်ထားလာကြပါတယ်ဆရာမလေးအနေအကြုံရတဲ့အခါမှာတော့ဂါမင်းတယောက်ကျောင်းသားကောင်းအရေးခွန်ကိုခွာချလိုက်ပြီးသူ့ရဲ့ကြီးခွန်တာပညာရက်တွေနဲ့ကျောင်းရဲ့လူမိုက်တွေကိုတယောက်ချင်းစီအပြတ်သက်တိုက်ခိုက်ပြခဲ့ပါတယ်လီဂျီဦးကင်ဆယ်ဟွန်းချွဲဟီဝမ်နဲ့လီဂျွန်တို့ဟာလည်းဂါမင်းရဲ့နောက်မှာပဲအမြဲရှိနေခဲ့ကြပါတယ်သူတို့ဟာစာလုပ်ယုံတင်မဟုတ်ပဲကျောင်းရဲ့မတရားတဲ့စနစ်တွေကိုအတူတူတွန်းလှန်ရင်းတကယ်ကိုတေဖို့တေဖက်တငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်။ပီဟန်ဦးဟာကျောင်းရဲ့အာဏာရှိဆုံးလူမိုက်အဖွဲ့အစည်းဖြစ်တဲ့ယုံဘတ်ရဲ့ထိပ်သီးကောင်းဆောင်တစ်ယောက်ဖြစ်ပြီးဂါမင်တို့ရဲ့ Study Group ကိုအမြဲတမ်းနှိမ်ချဆက်ဆံခဲ့သူပါ။ပီဟန်ဦးဟာဂါမင်ကိုတိုက်ရိုက်ရင်ဆိုင်ဖို့ထက်ဂါမင်ရဲ့တငယ်ချင်းတွေဖြစ်တဲ့ကင်ဆယ်ဟွန်းနဲ့လီဂျီဦးတို့ကိုအရင်ဆုံးပြစ်မှတ်ထားပြီး Study Group ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်။ဆရာမလီဟန်ကယောင်ရဲ့ယာတုကိုချင်းချောက်လာတဲ့အခါမှာတော့ဂါမင်အတွက်တီးခန့်နိုင်စွမ်းကုံဆုံးသွားခဲ့ပါတယ်။ဂါမင်ဟာပီဟန်ဦးတို့အခြေစိုက်ရာနေရာကိုတအူးနဲ့တွားရောက်ခဲ့ပါတယ်။ပီဟန်ဦးကသူ့ရဲ့နောက်လိုက်တွေနဲ့ဂါမင်ကိုဝိုင်းတိုက်ခိုက်ခိုင်းပေမဲ့ဂါမင်ကတော့သူ့ရဲ့ကြီးခွန်တော်ပညာရက်တွေကိုတုံးပြီးတယောက်ပြီးတယောက်ရှင်းထုတ်ပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ပီဟန်ဦးကိုယ်တိုင်ထွက်လာပြီးဂါမင်နဲ့တအူးချင်းရှင်ပြိုင်ကြပါတော့တယ်။
ပီဟန်ဦးဟာအရက်ရှိပြီးခွန်အားကြီးတယ်လို့ရက်ဆက်တဲ့တိုက်ခိုက်ရေးစတိုင်ရှိသူပါဂါမင်းကိုအစပိုင်းမှာအသာစီးရတယ်လို့ထင်ရပေမဲ့ဂါမင်းရဲ့မြန်ဆန်လာတဲ့လှုပ်ရှားမှုတွေအောက်မှာသူအထိနာလာပါတယ်ဂါမင်းကငါကစာပဲအေးအေးဆေးဆေးလှုပ်ချင်တာမင်းတို့ကငါ့ကိုဘာလို့လာနှောက်ယှက်နေတာလဲဆိုတဲ့စကားနဲ့အတူပီဟန်ဦးကိုအလဲထိုးပစ်ခဲ့ပါတယ်ပီဟန်ဦးရှုံးနေသွားခြင်းဟာကျောင်းထဲကလူမိုက်လောကကိုတုံ့လှုပ်သွားစေခဲ့ပါတယ်ဒီပွဲအပြီးမှာတော့ Studio Group ကိုဘယ်သူမှလာမနှောက်ယှက်ရဲတော့ပဲဂါမင်တို့အဖွဲ့ဟာကျောင်းမှာတကယ်အင်အားစုတစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်ပီဟန်ဦးနဲ့ဂါမင်တို့ရဲ့ fight scene ကိုတင်ရောမိုက်တယ်လို့ထင်လားဂါမင်းရဲ့လက်သီးတွေကတကယ်ပဲအမိုက်စားပါပဲဒီလိုအားရစရာကောင်းတဲ့ action တွေကိုထပ်ကြည့်ချင်ရင်တော့ကျွန်တော်တို့ channel ကို like subscribe လုပ်ဖို့မမေ့နဲ့ဦးတော့နောက်ဗီဒီယိုမှာဘယ်သူအကြောင်းဆက်ပြောရမလဲ comment မှာရေးခဲ့ပေးပါဦး